စွမ်းရည်ဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုလဲပတ်စေတဲ့အထူးကမောင်းနှင်အားဖြစ်တယ်လို့တန်ရှင်းပြီးရေရှည်တည်တတ်တဲ့စွမ်းရည်အရင်းမြစ်တွေကိုအသုံးပြုခြင်းကကဘာမြေကြီးကိုကာကွယ်စောင့်ရှောက်ရာရောက်ပါတယ်။တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲလူသားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပြီးနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေဖော်ထုတ်ခြင်းကအနာဂတ်မျိုးဆက်တွေအတွက်အဖို့တန်တဲ့လက်ဆောင်တစ်ခုပါပဲ။ဇန်နဝါရီ26ရက်ကိုတော့အပြည်ပြည်ဆိုင်ရာတန်ရှင်းသောစွမ်းရည်နေ့ International Day of Clean Energy အဖြစ်သတ်မှတ်ထားပါတယ်။ဒီနေ့ဟာနေရောင်ခြည်လေစွမ်းရည်နဲ့ရေစွမ်းရည်တို့လိုပြန်လည်ပြီးဖြိုမြဲစွမ်းရည်တွေကိုပိုမိုအသုံးပြုလာစေဖို့နဲ့ရာသီဥတုပြောင်းလဲမှုကိုလျှော့ချနိုင်ဖို့တိုက်တွန်းနှိုးဆော်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီနေ့ဟာတဘာဝပတ်ဝန်းကျင်ထိန်ထိန်ရေးရေရှည်တည်တံ့သောဖွံ့ဖြိုးမှုနဲ့တာဝန်ယူမှုရှိသောလူနေမှုပုံစံတို့ကိုအလေးပေးပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်အဆုံးအဆောင်တွေမှာစွမ်းရည်ကိုချွေထားခြင်းနဲ့တန်ရှင်းတဲ့စွမ်းရည်စီတို့ကူးပြောင်းခြင်းကပိုမိုတာယာတဲ့ကဘာကြီးကိုဖြစ်ပေါ်စေပါတယ်။ထူးခြားချက်အနေနဲ့ဒီနေ့ဟာအကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်တွေရဲ့အရေးပါပုံကိုဂုဏ်ပြုတဲ့အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ International Customs Day လည်းဖြစ်ပါတယ်။တင်တော့အိမ်မှာဖြစ်စေအလို့မှာဖြစ်စေစွမ်းရည်ချွေထားဖို့အတွက်ဥပမာမလိုတဲ့မီးချောင်းတွေပိတ်တာမျိုးဘလို့ရိုးရှင်းတဲ့အလေးချက်တွေလုံဆောင်လေးရှိပါသလဲမှတ်ချက်မှာမျှဝေပေးခဲ့ဦးနော်